မြို့ထဲမရောက်တာကြာပြီဖြစ်တယ်မမကြီးတယောက်မြို့ထဲရောက်တုန်းလေးကိုကြီးကြဆန်ကျော်လေးကို38လမ်းနဲ့မှဝင်စားခဲ့ပါတယ်ရှင်တငယ်ချင်း2ယောက်အရန်စားကောင်းလုံးလို့အများကြီးစားခဲ့ပါတယ်ကြဆန်ကျော်လေးကလည်းဝက်သားလေးနဲ့ပေါ့နော်အရန်စားလို့ကောင်းပါတယ်ရှင်ဥဆုံးသဲစုံလေးနဲ့ပါကြဆန်ကျော်လေးကလည်းအီပြီးတော့ဝက်သားလေးတွေကလည်းနူးညံ့ပြီးအရန်စားလို့ကောင်းပါတယ်ကျက်သွန်ဖြူလေးတွေဆိုလည်းတစ်ခါတည်းနှွာပေးထားတာပေါ့နော်ငုတ်သီးစိမ့်လေးတွေရောကျက်သွန်ဖြူလေးရောအရန်တက်ခံနေရပါပဲရှင်ပြီးလို့ရှိရင်ဟင်းညိုလေးကလည်းကြောက်ပြုံသေးဟင်းကားလေးပေါ့နော်အရန်တောက်လို့ကောင်းတယ်ရှင်ပြီးလို့ရှိရင်တော့မမကြီးရဲ့အကြိုက်ဆုံးကတော့ကော်ပြန်စိမ့်ပါတငယ်ချင်း2ယောက်ကော်ပြန်ကျော်ကော်ပြန်စိမ်းမျိုးမှားလိုက်တာနောက်ဆုံးတော့တိတ်မစားနိုင်ခဲ့ပါဘူးရှင်ကော်ပြန်စိမ်းကိုတော့ကုံစားခဲ့ပါတယ်အရန်ကြိုက်တယ်လို့ပါနော်ကော်ပြန်စိမ်းရောကြာစံကျော်ကုံသွားပြီဆိုတော့ကော်ပြန်ကျော်စားမဲ့အလှည့်ရောက်ပါပြီရှင်ကော်ပြန်ကျော်လည်းအရန်စားလို့ကောင်းပါတယ်ကော်ပြန်ကျော်နဲ့ကော်ပြန်စိမ်းမှာဆိုရင်တော့မမကြီးကကော်ပြန်စိမ်းကိုပို့ပြီးကြိုက်တယ်ပေါ့နော်အသီးရွက်လေးတွေကလည်းအရန်ကိုလက်ဆက်နေတာပဲကျက်သွန်မိတ်ကလေးရောဆက်လက်ရွက်ကောကအရန်ကိုလက်ဆက်ပြီးတော့စားလို့ကောင်းပါတယ်ရှင်ကဲကော်ပြန်ကျော်တွေကတော့မစားနိုင်တော့လို့အများကြီးပို့ခဲ့ပါတယ်နော်တငယ်ချင်း2ယောက်ကော်ပြန်စိမ်းကိုပို့ကြိုက်လို့ပို့ပြီးစားခဲ့တာပဲဖြစ်ပါတယ်ရှင်